အားလုံးပဲမင်္ဂလာပါခင်ဗျာဒါဖီဘယ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထပ်ပြေမောင်မောင်ပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာတာတီရဲ့ကြီးကမ်းမာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကိုမစတင်ခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးများနဲ့ကူညီပေးသွားကြဖို့တောင်းဆိုချင်ပါတယ်အညာဆောင်ဗျအေးချက်ကတော့ကန်းကုံရောပြူတာတီတို့အညာသားတွေဆိုတာညာရောက်ရင်မီးလုံကြပြီးရင်အိပ်ရဝင်တာနဲ့ဂုံဒီအိတ်ကိုချုပ်ထားတဲ့ဆောင်းကားတစ်ထက်အညာဆောင်ထူထူတစ်ထက်ကိုခြုံပြီးကွေးကြရတာပေါ့ဗျာဒီညနေထမင်းကလည်းစားကောင်းတာဗျဖရဲကင်းလေးတွေကိုအချိုချက်လို့ချမောင်ဖက်ကိုမြေပဲနဲ့ရောထောင်းပြီးကြက်တွန်နီအကွင်းလိုက်လီးထားတာလေးနဲ့မြေပဲစီမွှမွှေးလေးကိုလောင်ပြီးတုပ်ထားတာလေးရဲ့အမဲကြောက်ကိုရေနဲ့စိမ်ပြီးဖုတ်ထားတာလေးရဲ့ပါတယ်ဗျပဲစီလေးကိုနစ်နေအောင်စမ်းပြီးစိမ်ထားတော့ကောင်းချက်ပဲဗျာကျုပ်ဖြင့်ထမင်းပနပကံထဲ့မိမှန်းတော့မသိတော့ပါဘူးဗျာလာကဖြင့်ပြတူတော်ကုန်ကန်နီးပြီပေါ့အေးကတော့နည်းနည်းလေးမှကိုမလျော်သေးတာပါဗျာနေလုံးပြောက်ပြီးမိုးချုပ်တာနဲ့ကိုစိတ်လာတာကျုပ်လဲဝိုင်းထဲမှာစောစောပဲမီးဖို့လိုက်တယ်အဘတို့အမေတို့ကအသက်ကလေးတွေရကုန်ကြပြီလေဗျာအေးတန်တိတ်မခံနိုင်ကြတော့ဘူးဗျာကျုပ်မီးဖို့ကိုမီးဆွဲတာနဲ့ထင်းယုံတွေကထင်းလုံးကြီးကြီးတွေကိုဆွဲလာပြီးမီးကူးအောင်လုပ်လိုက်တယ်ဟဲ့ဘာတော့တာတီရဲ့လာကြအဘကိုပါခေါ်ခဲ့မီးဖို့ပြီးပြီစောစောလေးမီးလုံကြဒီညအတော်အေးမဲ့ပုံမဲအခုတော့မှစိတ်လာပြီအော်အေးလာပြီဟဲ့တော့ကိုညံတော်သားတာတီခေါ်လို့မီးဖို့ပြီးပြီတဲ့အေးလာပြီလူလေးရေအဘကကြုတ်ကြအောင်လမ်းអော်ပြောတယ်ခဏနေတော့အမေနဲ့အဘအိမ်မော်ကဆင်းလာကြတယ်ကျုပ်ဖို့ပေးတဲ့မီးဖို့ပေးမှာကျုပ်ကတခါတည်းဖြာချမ်းလေးပါခင်းမိထားတာဗျအဘကရေနွေးချမ်းကြရာရောအကျန်းပကံတွေပါယူလာတယ်ဒါလဲကျုပ်တို့အညာသူအညာသားတွေရဲ့စီးစိမ်တစ်မျိုးပေါ့ဗျာကိုကြီးတာတီမီးလုံနေကြပြီလားဟောဗျာကြောက်ခဲနဲ့တန်မဏိရောက်ချလာပြီလေဟေ့ကောင်တွေလားကွာဒီညအေးလို့ကွာအဘနဲ့အမေကိုမီးလုံပေးနေတာဟဲ့ကြောက်ခဲနဲ့တန်မဏိလာကြဟေ့လက်ဖက်စားပြီးရေနွေးချမ်းပူပူလေးတောက်ကြအမေကဒီနှစ်ကောင်ကိုတော့လွတ်ခင်တာဗျမထိုင်တော့ဘူးအကြီးကိုကြီးတာတီကိုလာခေါ်တာဘာလေးချစ်ခိုင်တို့ဝိုင်းကိုတွားကြမလို့ဟေးဟုတ်လားချစ်ခိုင်တို့ဝိုင်းမှာဘာတွေလှုပ်ရှားကြမလို့တော့မလှုပ်ရှားပါဘူးအကြီးရဲ့မနက်ကတည်င်းကိုတွားပြီးမေးစမ်းကြမလို့ပါဟေးဘာတည်င်းတော့ကြောက်ခဲရငါလည်းဘာမှကိုမသိရပါလားဟာကိုကြီးတာတီကလည်းရွာရှိပိုင်းကဘာလေးချစ်ခိုင်တို့ဝိုင်းမှာမနက်အစောကြီးကြီးကန်းနေရောက်နေလို့ဗျဒါကြောပြူကြီးတကောင်လဲပါတယ်တဲ့ဟာဒီကောင်ကြောက်ခဲငါကအဟုတ်မှတ်လို့ဝိုင်းထဲကတစ်ပင်နေမှာကြီးကန်းနာတာဘာဖြစ်တော့ကွာဒါများအထူးဆန်းလုံးလို့ကွာလာဒီမှာပဲမီးလုံကြဟာကိုကြီးတတီကလည်းကျုပ်စကားတော့မဆုံးသေးဘူးဗျဟေးဒါဆိုလဲဆက်ပြောကွာကြီးကန်းက9ကောင်6ကောင်လောက်ရှိတာတဲ့ဗျအားလုံးကတောကြီးကန်းနေကြီးပဲတဲ့အကောင်တွေကလည်းတော်တော်ကိုကြီးတယ်ဗျဘာလေးချစ်ကန်ကဝိုင်းနဲ့ဆင်းလာမှာကြီးကန်းတကောင်ကအာဆိုပြီးအတန်မမကြီးနဲ့អော်လိုက်တယ်ဗျဘာလေးချစ်ကန်ကဒီကြီးကန်းကြီးអော်တာကြီးကတမျိုးပါလားဆိုပြီးတစ်ပင်မော်ကိုမော့ကြည့်လိုက်တော့ကြီးကန်းတွေကဘာလေးချစ်ကန်ကိုဝိုင်းကြည့်နေကြတာတဲ့ဗျဘာလေးကရှူးဆိုပြီးလက်နဲ့ဝေပြီးမောင်းတာတော့မှနည်းနည်းလေးမှမလုပ်ဘူးတဲ့ဗျကြီးကန်းတွေကလည်းအကြီးကြီးတွေဆိုတော့ဘာလေးကနည်းနည်းစိုးရင်သွားပြီးအိမ်မော်ကိုပြန်တက်ခဲ့တယ်တဲ့ဗျကိုကြီးတာတီတီသားပဲဗျာဘာလေးချစ်ကန်ကဒီရွာမှာလောက်လေးပြစ်ပြရင်အမြဲတမ်းနိုင်တဲ့သူမို့လားသူ့ရဲ့လောက်လေးကိုင်းမှာလေးကျိုးကိုချက်ချင်းတက်လောက်စလုံးကိုယူပြီးဝိုင်းထဲကိုပြန်ဆင်းလာခဲ့တယ်တဲ့ဖြူဝိုင်းထဲကိုရောက်တော့ကြီးကန်းကြီးတွေကရှိနေတုံးပဲတဲ့ဗျာအော်လဲမအော်ဘူးတဲ့ဘာလေးကိုပဲစိုက်ကြည့်နေကြတာဆိုပဲကိုကြီးတာတီစဉ်းစားကြည့်လေဗျာကြီးကန်းဆိုတာလောက်လေးတို့လောက်လေးကွာတို့မြင်ရင်ချက်ချင်းထပြန်တာပဲမို့လားဒီကြီးကန်းတွေကမပြန်ဘူးတဲ့ဗျာတုတ်တောင်မှမလုပ်ဘူးတဲ့ဖြူဒီတော့ဘာလေးကသူ့ရဲ့လက်ဆွဲတော်လောက်လေးကြီးနဲ့ပြစ်မလို့လုပ်ပြီးလှန့်ပြီးခြောက်တယ်တဲ့ဒါလဲကြီးကန်းတွေကနည်းနည်းမှကိုမကြောက်ဘူးတဲ့ဗျာဒါနဲ့ဘာလေးကလောက်စာအိမ်မှာလောက်စလုံးကိုထက်ကြီးကန်းတကောင်ကိုပြစ်လိုက်ရောတယ်ဗျဘာလေးရဲ့လောက်စလုံးကြီးဘလောက်တောင်ပြင်းလဲဆိုတာကိုကြီးတာတီအတိပဲဗျာဖုံးကနေထိပြီးကြီးကန်းကြီးကဘုံကနေမြေကြီးပေါ်ကိုကျလာရောတယ်ဗျဒီတော့မှကြံတဲ့ကြီးကန်းတွေကထပြန်သွားကြတာတဲ့ဒါတောင်အဝေးကိုပြန်သွားကြတာမဟုတ်ဘူးတဲ့ဗျာဝိုင်းပေါ်မှာပဲဝဲနေကြတာဗျအော်လဲမအော်ကြဘူးတဲ့ကြီးကန်းဆိုတာသူတို့ကြီးအုပ်ထဲကတကောင်ကိုထိရင်ကြံတဲ့အကောင်တွေကတအားအားနဲ့ဝိုင်းအော်ကြတဲ့အမျိုးဗျ
ဒီကြီးကန်းကြီးတွေကတကောင်မှတောင်မအော်ကြဘူးတဲ့ဗျာမြေကြီးပေါ်ပြုတ်ကျလာတဲ့ကြီးကန်းကြီးကစန်းငင်ဖြစ်နေတော့မှတဲ့ဗျာအုံးမင်ပေါ်မှာနားနေတဲ့လရာကြီးတစ်ကောင်ကချက်ချင်းကိုထိုးဆင်းလာတာတဲ့ဗျာနဲတာကြီးမှမဟုတ်ဘူးတဲ့ဗျာကြောပြူကြီးဆိုပဲတခါတည်းအဲ့ဒီလရာကြောပြူကြီးကစန်းငင်ဖြစ်နေတဲ့ကြီးကန်းကြီးပေါ်မှာကာယခွာရက်လိုက်ပြီးသူ့ရဲ့ကိုယ်လုံးကြီးနဲ့ဝတ်ပေးလိုက်တာတဲ့ဗျာဘာလေးချစ်ကန်အန်အော်ပြီးကြည့်နေတော့ရှိသေးတယ်လရာကြီးအောက်မှာစန်းငင်ဖြစ်နေတဲ့ကြီးကန်းကြီးကချက်ချင်းကောင်းသွားပြီးလရာကြီးရောကြီးကန်းမှာထပြန်သွားကြတယ်တဲ့ဟာဟုတ်လားထူးဆန်းလာကြီးလားကွာဘာလေးချစ်ခိုင်ကအဲ့ဒီလောက်လေးကြီးနဲ့ထပ်မပြစ်ဘူးလားကွာကြောက်ခဲရဟာကိုကြီးတတေကလည်းဘာလေးလဲအန်အော်ပြီးကြည့်နေမှတော့ဘယ်ပြစ်မိမှာတော့ဗျာအေးကွာကြောက်ခဲရထူးတော့ထူးဆန်းတာဒီလရာနဲ့ကြီးကန်းတွေဘလို့တောင်ပတ်သက်နေလို့တော့ရှိသေးတယ်ဗျာကိုကြီးတတေရဘာမှမပြောပဲငိန်သားထောင်နေတဲ့တန်မဏိတောင်ဝင်ပြောတာဗျာအေးပြောပါအောင်ကွာတန်မဏိရအဲ့ဒီလရာကြီးနဲ့ကြီးကန်းကြီးတွေကချက်ချင်းပြန်မသွားဘူးတဲ့ဗျဘာလေးချစ်တို့ဝိုင်းပေါ်မှာတော်တော်ကြောင်ကိုဝိုင်းပတ်ပြီးပြန်နေကြတာတဲ့ကြီးကန်းတွေကမအော်ဘူးတဲ့ဗျလရာဖြူကြီးကတော့ဂီးဆိုပြီးအတန်ကျဲကြီးနဲ့အော်သွားတယ်တဲ့ဘာလေးလည်းငှက်တွေဘာတွေပျောက်သွားတော့မှအိမ်မော်ကိုတက်လာတာတဲ့ဗျနေပါအောင်ကွာမင်းတို့အခုတည်ထားတာလဲစုံနေမှပဲဘာလေးစီကိုသွားပြီးဘာမေးအောင်မလို့တော့ကွာဟာဒါကရွာတွေကလူတွေတယောက်နဲ့တယောက်ပြောကြတာပဲရှိသေးတာကိုကြီးတတရားဘာလေးချစ်ပြောကမှအမှန်ကိုသိရမှာမဟုတ်ဘူးလားဗျလူဆိုတာတစ်စိတ်ကိုတအိတ်လောက်လုပ်ပြီးပြောကျင်ကြတာအဲ့ဒီထဲမှာကျုပ်တို့ထနောင်းကုန်းသားတွေကသူများထက်တောင်ပိုကြတယ်ဗျတစ်စိတ်ကို2အိတ်လောက်လုပ်ပြီးပြောကျင်ကြတာကဲလာပါဗျာကိုကြီးတတီကလည်းကြောက်ခဲကကျုပ်ကိုမရမကကပ်ပြီးခေါ်နေတာဗျတတီရဲ့လိုက်သွားလိုက်ပါဟဲ့နင့်ညီတွေကနင့်ကိုလိုက်စေခြင်းလို့တကူးတကလာခေါ်နေတဲ့ဟာနောက်ဆုံးတော့ဘာလေးချစ်ခိုင်တို့ဝိုင်းထဲကိုရောက်ခဲ့ရောဆိုပါတော့ဗျာဟုတ်တော့ဟုတ်တာဗျဘိုးညီလေးတို့ဘိုးယုံတို့တောင်ရောက်နေကြလို့ဗျာဟာတာတီတောင်ရောက်လာပါလားဟိချစ်ခိုင်ရေးမင်းသတင်းကိုတာတီကြားသွားလို့ရှိမယ်ကွာအခုမှကြားတာဘာလေးရဲ့ဒီကောင်တွေကြောက်ခဲတို့လာပြောကမှသိရတာဘလို့တော့ဘာလေးရဲ့ထူးဆန်းလိုက်တာဗျာဘာလေးလောက်လေးချက်ထိသွားတဲ့ငှက်ကအသက်ရှင်နေဆိုတာရှိဘူးလို့လားကျုပ်ကမေးလိုက်တော့ဘာလေးကတဘောကြပြီးပြုံးနေတယ်ဗျာဘယ်ကလာပြီးရှိရမှာတော့ကွာတာတီရအခုမနဲ့ငါပြစ်လိုက်တာခါတိုင်းထက်တောင်အားဆိုင်လိုက်သေးတယ်ကွာဘာလို့တော့ဆိုတော့ကြီးကန်းကြီးတွေက2ပေလောက်ကိုရှိတာကွာဒီတော့ငါကအားကုန်ဆွဲပြီးပြစ်လိုက်တာလောက်လေးကိုင်းဆိုတာမကြွယုံပဲရှိတာဒီလိုပြစ်ချက်မျိုးကိုထိလို့ကတော့ဘလောက်ကြီးတဲ့ငှက်ပဲဖြစ်ကွာမသေးပဲမရှိနိုင်ဘူး2ပေဟုတ်လားဘာလီတော်တော်ကိုကြီးတဲ့ကြီးကန်းနေပါလားဗျဒီလိုကွာတာတီရကြီးကန်းက2မျိုးရှိတယ်မြို့ကြီးကန်းနဲ့တောကြီးကန်းကွာမြို့ကြီးကန်းကနှုတ်တီးကနေအမီဖျားထိ15လက်မလောက်ပဲရှိတယ်အကောင်လဲသေးတယ်တောကြီးကန်းကနှုတ်တီးဖျားကနေအမီဖျားထိလက်မ20 22လက်မလောက်ထိကိုရှိရဲကွာအခုကောင်ကြီးတွေက24လက်မလောက်ကိုရှိတယ်ကွာဟာဘာလေးတိုင်းမှုတယ်ဟုတ်လားကျုပ်ကတန်အန်တောနဲ့ဘာလေးချစ်ခိုင်ကိုမေးလိုက်တာဗျဟာငါကောင်သားတီးရငါ့ကိုဒီနယ်တကြောမှာငတ်မုတ်ဆိုချစ်ခိုင်လို့ခေါ်ကြတာမင်းမသိဘူးလားကွာဒီနယ်တဝိုက်မှာငါလောက်ငှက်ကြမ်းကြည့်တယ်ငှက်နားလေတဲ့လူဘယ်သူရှိသေးလို့တော့ဟုတ်သားဗျဘာလေးကိုငတ်မုတ်ဆိုလို့ခေါ်ကြတာဘာလေးကယုံလဲမပြစ်ဘူးတခြားသားကောင်လည်းမလိုက်ဘူးငှက်တစ်မျိုးတည်းကိုပဲပြစ်တဲ့သူဗျဘာလေးတို့ပြစ်လိုက်ရင်လည်းတစ်ချက်ကိုတကောင်ပဲပြို့နေအောင်ချစ်ခိုင်ရဲ့ဘိုးတွေးကြည့်တာတော့အုံးမြင့်ပေါ်မှာနားနေတဲ့လရကြောပြူကြီးနဲ့ဒီကြီးကန်းတွေကအတူတူလာတာဖြစ်မယ်ကွာဘိုးညီလေးကပြောတယ်ဗျဟာတေးကြတာပေါ့ဘိုးရာဒါကြောင့်လရကြီးကချက်ချင်းထိုးဆင်းလာပြီးကြီးကန်းကိုအသက်ရှင်အောင်လှုပ်ပေးလိုက်တာပေါ့ပြန်တော့လေအတူတူပြန်သွားကြတာပဲလေထူတော့အတော်ထူးဆန်းနေကွာငါတော့တိတ်ပြီးမတင်ငါဘူးချစ်ခိုင်ရေးဘိုးယုံကလည်းမျက်မှောင်ကြီးကျုပ်ပြီးပြောတယ်ဘာကိုတော့ကိုယုံရဲ့ဘာကိုမတင်ငါတာတော့ဘိုးညီလေးကဘိုးယုံကိုလှည့်ပြီးမေးတယ်ကျုပ်စိတ်ထင်တော့ဒီကြီးကန်းတွေကတာမန်မဟုတ်ဘူးထင်တယ်ဗျတခုခုလှုပ်ထားတဲ့တရိတ်ဆန်တွေဖြစ်မယ်ဗျာဘလို့တခုခုလှုပ်ထားတာတော့ဘိုးယုံရဲ့ရှင်းအောင်ပြောသမ်းပါဗျာဘာလေးချစ်ခိုင်ကဘိုးယုံပြောတာကိုနားမလည်လို့မေးလိုက်တယ်ဘိုးပြောတာဒီလိုကွယ်မောင်ချစ်ခိုင်ရဲ့ကဝေတွေစုံနေနေမြန်ပတ်သက်နေသလားလို့တွေးမိလို့ပါကွာဘိုးယုံပြောတာကိုအားလုံးကစိတ်ဝင်စားသွားကြတယ်ဗျနှုတ်အဲ့လိုဟာမျိုးတွေကိုကိုယုံမြင်မှုလို့လားကြားဘူးတာရောရှိလားဘိုးညီလေးကဘိုးယုံကိုပြန်မေးတယ်ဒီတော့ဘိုးယုံကခေါင်းလေးညှိပ်ပြီးပြောတယ်ဗျကျုပ်ငယ်ငယ်တုန်းကကျုပ်တို့ရွာမှာမိမကြီးတစ်ယောက်ရှိတယ်မမင်းယူလို့ခေါ်တယ်ရွာထဲမှာဘာယောဂဖြစ်ဖြစ်သူကုရင်ပျောက်တာပဲဟိုဆေးလိုဒီဆေးလိုနဲ့တကယ်တော့ဟုတ်ညာညာဘာဆေးတစ်ခုမှမတိုက်ဘူးသူ့လက်နဲ့ထိယုံတက်ယုံနဲ့ကိုပျောက်တာဟ
ဟာအတော်ဆွမ်းတဲ့ဘွားတော်ကြီးပါလားကြောက်ခဲဗျကြောက်ခဲကတန်းအံ့တအောနဲ့ဝင်ပြောတာဘိုးယုံကဆက်ပြောတယ်ကျုပ်ဘိုးကကျုပ်ကိုတိုးတိုးလေးကပ်ပြောတယ်ဗျလူလေးအဲ့ဒီမိန်းမကြီးကိုလမ်းမှာတွေ့ရင်မကြည့်မိစေနဲ့ကိုပါတာပဲနေကြားလားဒီမိန်းမကြီးကဝမ်းတွင်းဆုံးမကြီးกว่าမောင်ယုံရဲလို့ပြောတယ်ဗျနေပါအောင်ဘိုးရဲ့ဝမ်းတွင်းဆုံးဆိုတာဘာကိုပြောတာတုံးဗျကြောက်ခဲမေးပြန်ပြီဖြိုးဘိုးယုံကဒီတစ်ခါကြောက်ခဲကိုလှမ်းကြည့်ပြီးပြောတယ်ဗျဝမ်းတွင်းဆုံးဆိုတာငွေကလေးကအလိုလိုပညာတတ်နေတာကွခလေးချင်းကစားနေတော့သူများအရိတ်ကိုဖနှောင်းနဲ့ပေါက်လိုက်ရင်အပေါက်ခံရတဲ့ကလေးကဖျားတော့တာပဲကွာဒီလောက်တော့ငါ့ကိုမေးဖို့မလိုပါဘူးကွာမင်းစီယာတာတေကိုမေးရင်သိပါတယ်ကွာကြောက်ခဲရလို့ဘိုးယုံကပြောတော့အားလုံးကကျုပ်ကိုကြည့်ပြီးပြုံးနေကြတယ်ဗျကျုပ်လည်းဒီလောက်တော့မသိပါဘူးဘိုးရဲ့လို့ကျုပ်ကပြောလိုက်တယ်ဘိုးယုံကလည်းစကားကိုဆက်ပြောတယ်ဗျအဲ့ဒီမိန်းမကြီးကသူ့ဝိုင်းထဲမှာတောကြီးကန်းကြီးတစ်ကောင်ကိုသူ့ပညာနဲ့မွေးထားတာတဲ့ပြုတ်သူ့မှာပတ်စံအသုံးပြတ်တော့မယ်ဆိုရင်သူ့တောကြီးကန်းကြီးကိုလွတ်လိုက်တာပဲတဲ့ကိုရွာမှာဖြစ်ဖြစ်အနီးနားကရွာတွေမှာဖြစ်ဖြစ်တောကြီးကန်းကြီးကအိမ်ခေါင်ပေါ်မှာအာဆိုပြီးအော်တယ်ဗျအဲ့ဒါဆိုရင်အဲ့ဒီအိမ်ကတယောက်ယောက်ဖျားရင်ဖျားဘိုက်အောင်ရင်အောင်တခုခုကိုဖြစ်တော့တာပဲတဲ့ဟိုစီယာဒီစီယာကြိုက်တဲ့စီယာနဲ့ကုပြောက်ကိုမပြောက်ဘူးတဲ့နောက်ဆုံးမယ်မင်းယူကြီးကိုပင့်ပြီးကူတော့မှပဲပျောက်တာတဲ့ပြုတ်သူကစေးကူကကိုများများမတောင်းဘူးစံတပြီနဲ့ငွေ9မှတ်တင်ဆိုပဲဒါပေမဲ့သူစေးမကူရတဲ့နေဆိုတာမရှိဘူးဗျမိမကြီးဆိုတာရွှေလက်ကောက်တွေဝစ်လို့ရွှေဆွဲကျိုးတုတ်တုတ်ကြီးကိုလည်းဆွဲလို့ပေါ့ဗျာစုံလားကဝေလားတော့မသိဘူးပေါ့ကျုပ်နည်းနည်းကြီးလာတော့မယ်မင်းယူဝိုင်းနာကိုရောက်ရင်သူမွေးထားတယ်ဆိုတဲ့တောကြီးကန်းကြီးကိုလိုက်ရှာကြည့်တာပဲတွေ့ရောတွေ့လားမောင်ယုံရဲ့တွေ့တော့တွေ့တယ်ဗျဒါပေမဲ့ကျုပ်ဘိုးပြောတဲ့တော်ကြီးကန်ဟုတ်လားမဟုတ်လားတော့ကျုပ်မသိဘူးကိုယုံဘိုးကတိတ်တိတ်ချာချာသိလို့ပြောတာရှိမှာပေါ့ဘိုးကြီးလေးကဘိုးယုံကိုပြောတယ်ဟုတ်တယ်ဘိုးကြီးလေးရဲ့ကျုပ်ဘိုးကအားကြီးစကားနေတာမဟုတ်တဲ့စကားဆိုနည်းနည်းလေးမှပြောတာမဟုတ်ဘူးဗျမယ်မင်းယူကြီးအကြောင်းကိုတော့မဟုတ်ဘဲနဲ့ကျုပ်ဘိုးကမပြောတော့ပါဘူးဗျကျုပ်တို့ဘက်ကရွာဒီမှာဒီမိန်းမကြီးကိုစေဝါမစုမမင်းယူလို့ခေါ်ကြတယ်မင်းနေတဲ့ကလေးမွေးလို့မရရင်သူ့ကိုယ်သာတွားခေါ်လိုက်ရှော့ရှော့ရှူရှူမွေးနိုင်တယ်ဗျဒါပေမဲ့အိမ်ကလူတွေအကုန်အပြင်ကိုထွက်ပေးရတယ်။ညဘက်ဆိုရင်တအိမ်လုံးကိုမီးတွေမှုတ်ပေးရတယ်တဲ့အမောင်ကြီးထဲမှာသူကကလေးကိုမွေးတာဆိုပဲအဲ့ဒီအချိန်သူမွေးထားတဲ့ကြီးကန်းတွေကအိမ်ပေါ်မှာတအားအားနဲ့အော်နေကြတာဗျ။ဒါပေမဲ့လူတွေကတော့ဘယ်တတိထားမိမတုံးကျုပ်ဘိုးကတော့တတိထားမိတယ်တဲ့ဗျ။အဲ့ဒါကြောင့်ကျုပ်ကစိတ်ထဲမတင်ငါဘူးလို့ချစ်ခိုင်ကိုပြောတာမနက်ကမင်းပြစ်လိုက်တဲ့ကြီးကန်းကတခုခုနဲ့မြန်ပတ်သက်နေမလားလို့တွေးမိလို့ပါဒီတော့ဗာလေးချစ်ခိုင်ကပြန်ပြောတယ်ဗျ။ဘိုးယုံပြောတာလည်းဖြစ်တော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျုပ်ကတော့နောက်တစ်ခါတွေ့လို့ကတော့ကြီးကန်းရောလက်ထရောအလွတ်ပေးတော့မှာမဟုတ်ဘူးကျုပ်လောက်လေးနဲ့အသေးကိုစော်တော့မှာဗျအဲ့ဒီလိုပြောရင်းနဲ့ငှက်တီအကြောင်းကိုစကားရောက်သွားပြီးဗာလေးချစ်ခိုင်ပြောတဲ့ငှက်တီအကြောင်းကိုနားထောင်ကြရတာပေါ့ဗျာအဲ့ဒီညကည7 နာရီကျော်မှကျုပ်တို့အိမ်ကိုပြန်ခဲ့ကြရတာကျုပ်အိမ်ကိုရောက်တော့အဘနဲ့အမေတောင်အိပ်ပျော်နေကြပြီဗျမနက်အိယာကနိုးတော့အမေကဘယ်ချိန်ကထပြီးပေါင်းထားမှန်းမသိတဲ့ကောင်းချင်းပေါင်းကအစင်းနဲ့ကြုံနေလို့ပဲဗျာပဲပေါင်းဗျပဲလုံးဖြူဖြူလေးတွေနဲ့ပေါင်းထားတဲ့ကောင်းချင်းပဲပေါင်းလီဗျနှမ်းလော်ထောင်းကလေးနဲ့အဘရဲ့အမေရဲ့ကျုပ်ရဲ့ကောင်းချင်းပူပူလေးကိုဖိုးကနေမှုတ်ပြီးလက်ထဲမှာကြစ်ကြစ်ပအောင်ဆုပ်လိုက်နှမ်းထောင်းလေးနဲ့စားလိုက်နေဗျကောင်းချင်းပေါင်းစားရင်းနဲ့အဘကကျုပ်ကိုမေးတယ်လူလေးညကချစ်ခိုင်တို့ဝိုင်းကိုသွားတာဘာတည်င်းထူတော့အောင်ကွာအဘကမေးတော့ကျုပ်လည်းပြောရတော့တာပေါ့ဗျာအဘရေမင်းညကကြောက်ခဲနဲ့တန်မဏီလာပြောတာအမှန်ပဲဗျမနက်စောစောသူ့ဝိုင်းထဲကိုရောက်နေတဲ့တောကြီးကန်းကြီးတွေကိုဘာလေးချစ်ခိုင်က6လံပြီးမောင်းတာနည်းနည်းလေးမှကိုမကြောက်ပဲဘာလေးကိုပြူးပြီးကြည့်နေကြတာတဲ့ဗျဒါနဲ့ဘာလေးကလည်းဒေါသဖြစ်ပြီးအိမ်မော်ကိုတက်သူ့လက်ဆွဲတော့လေးကျိုးကိုတက်ပြီးလောက်စလုံးနဲ့ကြီးကန်းတစ်ကောင်ကိုပြစ်ချလိုက်တာဘုံငနဲ့ပြုတ်ကြရောတယ်ဗျအဲ့ဒီကြီးကန်းကြီးကစက်ငင်ဖြစ်နေတဲ့အချိန်မှာဘာလေးတို့ဝိုင်းထဲကအုံးမင်ကြီးပေါ်ကနေလရကြောပြုတ်ကြီးတစ်ကောင်ထိုးဆင်းလာပြီးပြုတ်ကျနေတဲ့ကြီးကန်းပေါ်မှာကာယာကြီးခွနေတဲ့ဆိုပဲပြီးတော့သူ့ကိုယ်လုံးနဲ့အသက်ငင်နေတဲ့ကြီးကန်းကိုဖိထားလိုက်တာဘာလေးပြစ်လိုက်တဲ့ကြီးကန်းကြီးကအကောင်းဘက်ကတိဖြစ်သွားပြီးထားပြန်သွားတော့တာပဲတဲ့အဲ့ဒီလက်ထားနဲ့ကြီးကန်းတွေကဘာလေးတို့ဝိုင်းပေါ်မှာတော်တော်ကြောင်ဝဲပြီးပြန်နေသေးတာဆိုပဲနောက်တော့မှပြန်သွားတော့တာပဲတဲ့အဘကြီးချစ်ခိုင်ကလည်းငတ်မုတ်ဆိုးပဲလေတတလုံးငတ်ပြစ်လာတဲ့ကောင်ပဲလက်ကလည်းတော်တော်ကိုတဲ့တာမလားချစ်ခိုင်တာမိမိရရပြစ်လို့ကတော့လွဲသွားတယ်ဆိုတာကိုမရှိတာကွာဒီတော့လဲငှက်တွေကသူ့ကိုမြင်မုန်းနေကြတယ်ထင်ပါရဲ့လူလေးရဲ့မွေသားစားတဲ့လူကိုမွေတွေကသိနေသလိုပေါ့ကွယ်ငှက်တွေကလည်းချစ်ခိုင်ကိုငှက်မုတ်ဆူဆိုတာသိနေသလားမှမသိတာ
ဒါပေမဲ့အဖရဲ့ဒီတော့ကြီးကန်းကြီးတွေကနည်းနည်းတော့ထူးဆန်းတယ်လို့ကြုတ်ထင်နေဗျအကောင်ကြီးတွေကလည်းအကြီးကြီးတွေဆိုပဲအေးလေကြီးကန်းပဲကြီးကန်းပါတာလာပေါ့ဘာလို့လရကြောပြူကြီးနဲ့ပေါင်းပြီးလာကြတာတော့ပြီးတော့တေတော့မဲ့ကြီးကန်းကိုလရကဆင်းပြီးစိတ်ကူပေးတယ်လို့လောက်တာတော့အပါလဲအံ့ဩတယ်ကွာဒါမယိုးလောက်ဘူးထင်တယ်လူကလေးရဲ့ကျုပ်ပြောရအောင်မဲ့ဖြိုးကျုပ်တို့အညာမှာကအသက်သိမ့်မကွာတဲ့ငယ်တဲ့လူကိုဦးလေးလို့မခေါ်ကြဘူးဘာလေးလို့ခေါ်ကြတာကိုနဲ့အမျိုးတော်လို့ရဲ့လို့မဟုတ်ဘူးပြီးတော့တလက်စာတွေပြောရအောင်မယ်လောက်လေးဆိုတာခမရသိကြမှာသိမှာဗျလေးကိုင်းကိုဝါနဲ့လောက်ရတာဝါကောင်းကောင်းကိုရှာပြီးခုတ်ရတယ်ပြီးရင်လေးကိုင်းကိုရေနံတုပ်လိုက်ကြက်တင်လိုက်လောက်ရတယ်လေးကိုင်းရဲ့ထိတ်နှက်ဖက်မှာလေးကျိုးတက်ဖို့အချိုင်လေးတွေထွင်းရတယ်ဒါမှလေးကျိုးပြုတ်မထွက်မှာပေါ့ဗျာဘာလေးချစ်ခိုင်မှာတော့အသင်းလုတ်ပြီးသားလေးကိုင်း၅ခုလောက်တောင်ရှိတယ်ဗျပြီးရင်လက်ကင်နေရာမှာလေးကိုင်းရဲ့အလဲတဲတဲပေါ့ဗျာအဲ့ဒီနေရာမှာလက်ကင်ကိုကျိန်းနဲ့တေးသေးချာချာကိုဖုံမီထိုးရတာဗျလေးကျိုးကိုနှစ်ချောင်းတွဲဗျပြီးရင်အလဲတဲတဲမှာပဲကျိန်းနဲ့လောက်စာအိမ်ထိုးရတယ်ဒါကလောက်စလုံးထဲမဲ့နေရာပေါ့ဗျာလေးကျိုးတက်ပြီးရင်လေးကိုင်းကကွေးသွားတာပေါ့မြားနဲ့ပြစ်တဲ့လေးကိုင်းလိုကွေးသွားတာပေါ့ဗျာဖြစ်တော့မယ်ဆိုရင်လောက်စာအိမ်မှာလောက်စလုံးကိုထည့်ပြီးတစ်ဖက်ကကင်ထားနောက်တစ်ဖက်ကလေးကိုင်းကိုကင်ပြီးကျိုးကိုအဆုံးထိဆွဲပြီးလက်လွဲပြစ်ရတာဗျမပြစ်တတ်ရင်လေးကိုင်းကင်ထားတဲ့လက်မကိုနောက်စလုံးကသွားထိပြီးလက်မကြီးရောင်းလာရောပြုတ်အဘားနဲ့ကျုံနဲ့စကားဆုံးယုံရှိသေးတယ်ဗျကိုကြီးတသေးဟာကြောက်ခဲပါလားဒီကောင်ပြာကြီးပြရာနဲ့ဘာဖြစ်လာတာတုံးကွာကျုပ်ကပြောလိုက်ပြီးဝိုင်းဝါကိုလှမ်းကြည့်လိုက်တယ်ဒီကောင်ကြောက်ခဲဝိုင်းထဲကိုဝင်လာတဲ့ပုံစံကမပြေးုံတမယ်ပဲဗျကိစ္စကတော်တော်ကိုအရေးကြီးတဲ့ပုံရတယ်ကြောက်ခဲဘာဖြစ်တာတုံးကွာအိမ်မော်ထိပြေးတက်လာတဲ့ကြောက်ခဲကိုကျုပ်ကစီးပြီးမေးလိုက်တာကိုကြီးတသေးဒီကောင်ကြောက်ခဲတော်တော်ကိုမောနေတာဗျဒီကောင်စကားတောင်ကောင်းကောင်းမပြောနိုင်ဘူးကျုပ်ကရေအိုးစင်ကရေတစ်ခွက်ကိုပြေးခတ်ပြီးကြောက်ခဲကိုပေးလိုက်တယ်ဒီကောင်ကရေကိုဖြည်းဖြည်းတောက်တယ်ဒီတော့မှအမောပြေသွားပြီးကိုကြီးတသေးဘာလေးချစ်ကင်စုံးပြီဗျဟေးအဘနဲ့အမေပါအန်အော်ပြီးအော်မိကြတာဗျို့ဘလို့ဖြစ်တာတော့ကွာကြောက်ခဲရသူ့ရထဲမှာပဲစုံးလာတယ်ဗျဘာလေးကမနက်ကအစောကြီးထပြီးသူ့ရကင်းထဲကမပဲကင်းကိုတွားကြည့်တာတဲ့ဟိုတနေ့ကပဲကင်းကိုမျောစာပတ်ထားတာကိုအခြေအနေကြည့်ဖို့တွားတာတယ်ဗျသူ့ရဲ့လက်ဆွဲတော်လောက်လေးကြီးကိုလည်းပခုံးမှလွယ်လို့လောက်စလုံးအိတ်ကိုဆလွယ်တိုင်းပြီးထွက်သွားတာနေပါအောင်ကွာကြောက်ခဲရစုံးတာကပိုးထီလို့စုံးတာလားမဟုတ်ဘူးဗျကိုကြီးတသေးရကြီးကန်းနေဝိုင်းထိုးလို့တေးတာတယ်ဗျဟေးဟုတ်လားမင်းသွားကြည့်ပြီးပြီလားမရောက်သေးဘူးဗျကျုပ်လည်းကြကြချင်းကိုကြီးတသေးကိုလာခေါ်တာရွာတွေကလူတွေရောတကြီးရောစိန်ကောင်းတွေရောတွားကြပြီဗျဟာဟုတ်လားလာကွာငါတို့လည်းတွားကြည့်ရအောင်ချစ်ခိုင်နေဖြစ်ရလေဟဲကျုပ်အမေကဝမ်းနဲ့ပန်းနဲ့ပြောလိုက်တာဗျဘာလေးချစ်ခိုင်ကိုကျုပ်တို့တရွာလုံးကလှုပ်ခင်ကြတာလေဗျာဘာလေးချစ်ခိုင်ဆိုတဲ့လူကငှက်ပြည့်ဝါဒနာပါတာကလွဲရင်ဘသူ့ကိုမှဒုက္ခပေးတဲ့လူမဟုတ်ဘူးဗျရရေးရွာရေးဆိုရင်လည်းဘယ်တော့မှလက်နေတဲ့လူမဟုတ်ဘူးတာရေးနာရေးဆိုလဲကျုပ်တို့လူငယ်တွေနဲ့အတူဒိုးတို့ပေါင်ပဲလှုပ်တဲ့လူပါဗျာဒီတော့လဲရွာတရွာလုံးကဘာလေးချစ်ခိုင်ကိုခင်ကြတာပေါ့ဘာလေးချစ်ခိုင်ကသူ့စိုက်ထားတဲ့ပဲကင်းလေးပေးမှပဲတည်နေတာဗျို့တရွာလုံးလဲဝိုင်းအောင်ပြီးကြည့်နေကြတာဆိုတော့ကြောက်ခဲနဲ့ကျုပ်လဲဝင်ပြီးတိုးခဲ့ရတာပေါ့ကျုပ်လာတာကိုတွေ့တော့တချို့ကတော့နည်းနည်းဖယ်ပေးကြပါတယ်သူတို့စိတ်ထဲမှာဒီလိုထူးဆန်းတဲ့ကိစ္စတွေဆိုရင်ကျုံနဲ့ဆိုင်တဲ့ကိစ္စလို့ထင်နေကြပုံပဲဗျဟာကျုံနဲ့ကြောက်ခဲဘာလေးအလောင်းကိုတွေးကြပြီဗျကျုပ်ရောကြောက်ခဲရောဗဇက်ကဟာကနေပြိုင်သူអော်လိုက်မိကြတာဗျို့ဟာဒါဘလို့ဖြစ်တာတုံးဗျကြောက်ခဲကကျုပ်ကိုမေးတယ်လို့သူ့ဘာသာပြောတယ်လို့နဲ့အလံတကြားပြောလိုက်တာဟုတ်ပါဗျာဘာလေးအလောင်းကပတ်လန်းဗျမျက်လုံးနှလုံးစလုံးမရှိတော့ဘူးမျက်လုံးနေရာမှာဟောက်ဘက်ကြီးကိုဖြစ်နေတာပါဇက်ကြီးကလည်းဟာပြီးអော်နေတဲ့ပုံပဲဗျဘာလေးမသေးခင်မချိမဆန့်ဝေဒနာကိုခံစားပြီးမချိမဆန့်အော်ဟစ်ပြီးမှတည်သွားတဲ့ပုံပါပဲဗျာတကူလုံးနဲ့တွေးတွေကိုချင်းချင်းနေနေတာဗျို့ဟာကျုပ်ဖြင့်လန့်အောင်អော်မိတာဗျတွေးတွေရွှဲနေလို့စောစောကမသိတာတတိချာချာကြည့်လိုက်တော့မှဘာလေးကိုမှအသားတွေမှမရှိတော့တာအယိုးတွေပေါ်နေတာဗျမျက်နှာမှာလည်းအသားတွေမရှိတော့ဘူးကျုပ်ရှေ့ကိုသွားလိုက်တယ်အလောင်းသားမှာကပ်ပြီးရက်ကြည့်နေတဲ့တကြီးနဲ့ဆယ်ရင်ကောင်းတွေအနာကိုကပ်ပြီးကြည့်လိုက်တယ်အိုးဖြစ်မှဖြစ်ရလေဗျာဘာလီရဲ့ရင်ဘတ်အချမ်းတစ်ခုလုံးအသားဆိုလို့ဘာမှကိုမရှိတော့တာအယိုးတွေကိုပေါ်နေတာဗျကျုပ်တို့စောစောကကြည့်တဲ့နေရာကနည်းနည်းလမ်းပြီးတတိချာချာမှမမြင်ရတာပဲအိုးဘိုက်ထဲမှာလည်းဟောင်းလောင်းကြီးဗျဦးတွေအသေးတွေဘာမှကိုမရှိတော့တာ
ကြောကုန်းဘက်ကိုသာလမ်းမစားနိုင်လို့အသားတွေကြံနေတာဗျမျက်နာမှာလည်းအသားတစ်စက်မှမရှိတော့ဘူးဟာဘာလီရဲ့ရှာပါမရှိတော့တာဗျရှာကိုပါစားတော့တာပဲဘလို့ဖြစ်ရတာတုံးတကြီးရဲ့ဟင်ဘိုးကြီးလေးဗျဒီအဖိုးကြီးတောင်ဝေးကြီးထောက်ပြီးဒီအထိလိုက်လာတာပဲရွာမြောက်ပိုင်းကတာတင်တွေ့တာဘိုးကြီးလေးရဲ့တာတင်ကသူ့ရတဲ့ကပဲကင်းကိုအသွားဒီနားမှာကြီးတွေဝိုင်းအောင်နေလို့ဘာများလဲဆိုပြီးလာကြည့်တာတဲ့အပေါ်မှာဝဲနေတဲ့ကြီးကတင်အကောင်100လောက်ရှိတာဆိုပဲအောက်မှာချစ်ခိုင်ကိုဝိုင်းပြီးထိုးစိတ်စားတောက်နေကြတာအကောင်900လောက်တော့ရှိမယ်လို့တာတင်ကပြောတယ်ဒါနဲ့ပဲသူကမြေဆိုင်ငယ်ကြီးတွေကိုကောက်ပြီးဝိုင်းပစ်တော့မှကြီးကန်းတွေကဝေါကနေပြန်သွားတာဆိုပဲဒီတော့မှသူလာကြည့်တော့ချစ်ခိုင်အလောင်းကိုတွေ့တာတဲ့ဗျာပထမတော့တာတင်ကခွေးတွေပါတွေကိုများကြီးကန်းတွေကဝိုင်းပြီးစားနေသလားလို့တွေးမိတာတဲ့ဒါကြီးတော့မှချစ်ခိုင်အလောင်းမှန်သိတာတဲ့ဗျာသူအန်အော်ပြီးကြည့်နေတော့မှပဲကြီးကန်းတွေကသူ့ကိုဝိုင်းထိုးမဲ့လုံနေကြလို့မနှဲလွတ်အောင်ပြေးရသေးတယ်ဆိုပဲကျုပ်ကိုလာပြောလို့ကျုပ်တို့လူစုပြီးဒီကိုရောက်တဲ့အချိန်မှာတော့ကြီးကန်းတွေကမရှိတော့ဘူးဗျာ။အော်ဖြစ်မှဖြစ်ရလေချစ်ခိုင်ရဲ့ဘိုးကြီးလေးကလေပင်မှာပတ်ထားတဲ့တပတ်ကလေးနဲ့မျက်ရည်ကိုတုပ်နေတယ်။ဘာလေးချစ်ခိုင်ရဲ့မလန်းမကန်းမှာသူ့ရဲ့လက်ဆွဲတော်လောက်လေးကြီးဗျာ။လောက်စလုံးတွေလည်းမြေကြီးပေါ်မှာပြန်ကျဲနေတယ်။ဘာလေးနဲ့တလန်2လန်လောက်အကွာမှာတော့ကြီးကန်းအသေး9ကောင်6ကောင်လောက်တွေ့တယ်ဗျာ။သူမသေးခင်တော့ရတလောက်ပြစ်သွားတာပဲလို့ကြုတ်တွေးမိလိုက်သေးတယ်။ဒါပေမဲ့ကြီးကန်းအကောင်1000လောက်ကိုတော့ဘယ်လိုလုပ်နိုင်မလဲဗျာ။အသားမရှိတော့တဲ့အယိုးတွေပေါ်နေတဲ့မျက်လုံးဟောက်ပတ်ကြီးတွေနဲ့ဗာလေးချစ်ခိုင်ရဲ့အလောင်းကြီးကကျုံမျက်လုံးတွေကမထွက်ပါဘူးဗျာ။ယာထဲမှာပဲအလောင်းကိုခေါင်းတွင်းပြီးနေချင်းပြီးတကြိုလိုက်ရတာပေါ့ဗျာ။အလောင်းကိုရွာထဲထိပြန်မယူတော့ဘူး။အလောင်းကလည်းမြင်လို့ကိုမကောင်းတော့တာလေဗျာ။တရွာလုံးကိုတိတ်သွားတာဗျာ။လူတွေကလည်းတတော့ကိုကြောက်သွားကြတာ။ဟိုတစ်ပင်ကိုမောကြည့်ဒီတစ်ပင်ကိုမောကြည့်နဲ့ကြီးကန်းနေများရောက်လာမလားဆိုပြီးလန့်နေကြတာ။လူကြီးတွေကလည်းပြောကြရတာပေါ့ဗျာ။ဟဲ့နင်တို့ကဘာဒီလောက်တောင်ကြောက်နေကြတာတော့ချစ်ခိုင်ကငတ်မုတ်ဆိုးမလို့ငတ်တက်တာခံရတာလေနင်တို့မကြားဘူးလားမွေးအလိမ့်မစေရမွေးကိုက်လို့တေးရတယ်တဲ့အခုတော့လဲငတ်မုတ်ဆိုးငတ်တက်လို့တေးရတာပဲလေနင်တို့ကငတ်မုတ်ဆိုးမှမဟုတ်တာငတ်တွေကိုဘာလို့ကြောက်ကြတာတော့ဘာလေးချစ်ခိုင်ဆုံးပြီးတလားလောက်ကြာတော့ရွာထဲမှာကျွတ်စီနဲ့ဖြစ်ကြပြန်ရောပြုတ်ကျုပ်လဲဘာဖြစ်တာတုံးတီးရအောင်ရွာထဲကိုထွက်လာခဲ့လိုက်တယ်တာတီရေဒီတိုင်းကြည့်နေလို့တော့မဖြစ်တော့ဘူးကွာတခုခုတော့လုံးမဖြစ်မှာဟေ့ကျုပ်ဝိုင်းထဲကထွက်တာနဲ့မြောက်ပိုင်းကဘိုးစိန်ညုံနဲ့တန်းတိုးတော့တာဖြူအခုကဘာဖြစ်နေလို့တော့ဘိုးရဲ့ဟာဒုံမြောက်ပိုင်းကစိန်ဖေလေးပဲကင်းထဲကပြန်လာတာတောကြီးကန်းနေဝိုင်းလိုက်လို့တဲ့ဟာမနှဲကိုအသက်လူပြေးလာရတယ်ဆိုပဲရွာထဲဝင်တော့မှနောက်ကိုပြန်လဲသွားတာတဲ့ဒီနေ့ဆိုရင်ရွာပြင်းကိုဘယ်သူမှတော့မထွက်ရဲကြတော့ဘူးကွာဟာဟုတ်လားဘိုးဒီကြီးကန်းနေပြန်ရောက်လာကြပြီလားထူတော့ထူးဆန်းနေပြီဘိုးရေဟုတ်တယ်ကွာတာတီရစိန်ဖေသာလွတ်အောင်မပြေးနိုင်ရင်ချစ်ခိုင်တုံးကပုံစံဖြစ်တော့မှထင်တယ်တခုခုတော့လှုပ်ဆမ်းမှလူလေးရာမင်းဆရာကြီးတွေပင့်သိရင်လဲသွားပင်းတော့ကွာကျုပ်ကြည့်ပါမယ်ဘိုးရာအေးမင်းကိုအားကိုးပါတယ်တာတီရာကျုပ်ရွာထဲမသွားတော့ပဲဝိုင်းထဲကိုပြန်ဝင်ခဲ့လိုက်တယ်အိမ်မော်ကိုတတ်တော့အဘနဲ့အမေကအကျိုးအကြောင်းမေးလို့ကျုပ်လည်းပြောပြရတာပေါ့ဗျာတနေ့လုံးကျုပ်အလုပ်တွေလုပ်ရင်းနဲ့ဒီအကြောင်းကိုပဲစဉ်းစားနေတာကျုပ်ဘာမှကိုအဖြေထွက်အောင်မတွေးနိုင်ဘူးဗျညအိယာဝင်တော့မဖဲဝါရဲ့ကိုပွားအယုတ်ကလေးကိုလက်ထဲမှာစုပ်ထားလိုက်ပြီးမဖဲဝါကိုကျုပ်ပြောလိုက်တယ်တင်းញိုင်းရှင်မဖဲဝါကျုပ်တို့ရွာမှာကြီးကန်းနေတောင်းကျမ်းနေလို့ပါလွန်ခဲ့တဲ့တလားကဘာလေးချစ်ခိုင်ကိုတပ်ပြီးစားပစ်လိုက်ကြတယ်ကျုပ်တို့ကဘာလေးချစ်ခိုင်ကိုငတ်မုတ်ဆိုးမို့လို့ကြီးကန်းနေတပ်ပစ်တယ်လို့ထင်နေကြတာအခုတော့ကိုစိန်ဖေကိုတပ်ဖို့ဝိုင်းလိုက်နေကြပြန်ပြီဒီကြီးကန်းတွေကလူသားစားတဲ့ကြီးကန်းတွေဆိုတာတေးကြပြီးမဖဲဝါဒီကိစ္စကိုအိမ်မက်ပေးပြီးပြောပြပါပြီးတော့ဒီရန်ကိုဘယ်လိုနှိမ်နှင်းရမလဲဆိုတာကိုလည်းပြောပြပါဗျာဒီတိုင်းသာဆိုရင်ကျုပ်တို့ရွာသားတွေယားတဲ့ဆင်းပြီးအလုပ်လုပ်ရတော့မှာမဟုတ်ဘူးဗျကျုပ်ကင်ထားတဲ့မဖဲဝါကိုဘွားရုပ်ကလေးကစက္ကနဲတုံသွားတာကိုကျုပ်တတိထားမိလိုက်တယ်အယုတ်ကလေးကိုကျုပ်ကောင်းအောင်မှာထားပြီးအိတ်လိုက်တယ်တာတီငါဒီမှာကျုပ်ကခါတိုင်းမြင်နေကြ12ရာတီပင်ကြီးအောက်မှာမတွေ့တာနဲ့ဟိုကြီးဒီကြီးလုံနေတာဗျမဖဲဝါကဒါကိုသိလို့လားမသိဘူးကျုပ်ကိုလှမ်းခေါ်တာဗျအတန်ကြားတဲ့ဘက်ကိုကျုပ်ကလှမ်းကြည့်လိုက်တယ်မဖဲဝါကခါတိုင်းလိုပဲကျုပ်နဲ့ရွယ်သူကောင်းမလေးအရွယ်ဖန်ဆင်းထားတာဗျတာတီနင်တို့ရွာတော့စုံညူးတာခံနေရပြီဗျာစုံညူးတာဟုတ်လားကျုပ်တို့ရွာမှာစုံမရှိပါဘူးဗျဟဲ့တာတီဒီစုံကနင်တို့ရွာကစုံမဟုတ်ဘူးဟဲ့တခြားမှနေတဲ့စုံသူ့ကိုကြီးကမ်းမလို့ခေါ်တယ်သူကကဘာပတ်ပြီးသွားနေတာဒီဘက်ကိုမရောက်တာကြာပြီအခုမှဘယ်ကဘလို့ရောက်လာတာတော့ငါမသိဘူးငါနဲ့လည်းမတည့်ဘူးကြီးကမ်းမကငါဆိုရင်အားကြီးမုန်းတာဟာဟုတ်လားကြီးကမ်းမကမဖဲဝါကိုဘာကြောင့်မုန်းတာတော့ဗျဟ
တခါကငါပိုင်တဲ့ရန်ကုန်ကကြံသောတင်ချိုင်းကြီးထဲမှာမဟုတ်ကအစီရင်တွေလှုပ်လို့ငါကမောင်းထုတ်လိုက်ဘူးတယ်အဲ့ဒါကိုကြီးကမ်းမကငါ့ကိုအညှိုးထားတယ်တနေ့နေ့ကြရင်နင်ကောင်းကောင်းဒုက္ခရအောင်လုပ်မယ်လို့ကြိမ်းဝါသွားတယ်တတရဲ့အခုတော့သူနဲ့ငါနဲ့ပြန်တွေ့ကြရတော့မှာပေါ့လေဟင်မဖဲဝါကဘာလို့မလို့တော့ဗျဒီကြီးကမ်းမကသူ့ပုံတဲ့နေရာတိုင်းမှာစီးရီစီရင်ပြီးကြီးကမ်းတွေကိုအစာကျွေးတာဟဲ့တတရဲ့သူ့ဆေးကိုမိသွားတဲ့ကြီးကမ်းအားလုံးဟာသူ့အစီအပါးတွေဖြစ်ကုန်ပြီးသူခိုင်းတဲ့အတိုင်းလုပ်ကြရတော့တာပဲဟဲ့ဒီနယ်ကိုသူဘလို့ရောက်လာလဲတော့ငါတို့မသိဘူးသူနဲ့အတူပါလာတဲ့ကြီးကမ်းတွေရောဒီနယ်ကသူဆေးကျွေးထားတဲ့ကြီးကမ်းတွေရောပေါင်းလိုက်ရင်ကြီးကမ်းတွေထောင်ထဲချီပြီးရှိနေတာအဲ့ဒီတော်ကြီးကမ်းကြီးတွေကကြီးကမ်းမရဲ့အစီပါးတွေပဲဟဲ့နေပါအောင်မဖဲဝါဒီဆုံးမကြီးကိုဘာလို့ကြီးကမ်းမလို့ခေါ်တာတော့ဗျဟဲ့တာသေးဒီကောင်မကြီးကဆုံးပညာကိုအမြင့်ဆုံးတတ်နေပြီဟဲ့အသက်ကလည်းရာချီနေလောက်ပြီတခြားဆုံးတွေကထမိန်ချုံရင်လက်ဓာဖြစ်တယ်သူကအနက်ဝတ်ကြီးခြုံလိုက်ရင်ကြီးကမ်းကြီးဖြစ်သွားရောဟဲ့အရွယ်ကတော်ကြီးကမ်းရဲ့9ဆလောက်ကိုကြီးတယ်ဒါကြောင့်ဒီဆုံးမကြီးကိုကြီးကမ်းမလို့ခေါ်တာဩဒီဆုံးမကြီးကဗမာမကြီးပဲလားဟာမဟုတ်ဘူးဒီကမဟုတ်ဘူးဘယ်နိုင်ငံကဆုံးမကြီးမှန်းကိုမသိတာဟာဒါဆိုရင်ကျုပ်တို့ရွာတော့ဒီဆုံးမကြီးညှိုးတာကိုခံရရင်တေကုံကြတော့မယ်ထင်တယ်ဗျာနင်ဒီလောက်ကြောက်စရာမလိုဘူးတာတီဒီကောင်မကြီးပုံးနေတဲ့ကူပေါက်ကိုငါသိတယ်အခုလာမဲ့လောက်ွယ်ည9နာရီတိတိမှာနင်ထနောင်းကုန်းအနောက်ဘက်တကားကနေထွက်ခဲ့ပြီးညောင်ချက်ပင်ကြီးအောက်မှာစောင့်နေနင့်ကိုနတ်ကြော်ကြီးလာခေါ်လိုက်မယ်နတ်ကြော်ကိုနင်မကြောက်နဲ့တာတီနတ်ကြော်ကနင့်ကိုသိတယ်သူကနင့်ကိုခင်တယ်သူနဲ့တာလိုက်သွားသူကကြီးကမ်းမပုံးနေတဲ့ကူပေါက်ကြီးကိုလိုက်ပြလိုက်မယ်အဲ့ဒီတောင်တောင်လုံးမှာကြီးကမ်းမရဲ့အစီပါးတွေကြီးကမ်းတွေရှိတယ်ဒါပေမဲ့ဒီကောင်တွေကအစားကျူးတဲ့ကောင်တွေအိတ်တန်းတက်ပြီးဆိုရင်မနိုးတော့ဘူးပြီးတော့သူတို့ရဲ့မျက်လုံးတွေကညဘက်ဆိုရင်ကောင်းကောင်းမမြင်ရဘူးနင်ရဲရဲကြီးတာလိုက်သွားနင်ကူထဲကိုဝင်ပြီးလို့နင်ကိုဆုံးမကြီးကအာယုံဆိုင်နေတဲ့အချိန်မှာငါကူထဲကိုကြီးကမ်းမမသိအောင်ဝင်ခဲ့မယ်ငါကိုကြီးကမ်းမတွေ့သွားတာနဲ့နင်ကိုအာယုံဆိုင်တော့မှာမဟုတ်ဘူးငါကိုပဲအသေးကြီးတိုက်တော့မှာငါရှုံးမဲ့အရေးမြင်နင့်ဆရာကြီးတွေပေးထားတဲ့အင်းနေနဲ့ဝင်ပြီးဖြစ်ပြီတော့တကယ်လို့ဆုံးမကြီးကအဝတ်နဲ့ခြုံပြီးကြီးကမ်းကြီးဖြစ်ပြီးဆိုရင်နင်ကနောက်ကိုဆုပ်လိုက်တော့တာသေးနတ်ကြော်ရင်ဆိုင်လိုက်မယ်နောက်ဆုံးကြီးကမ်းမကြီးကူထဲကထွက်သွားရင်နင်ဘာမှမလုပ်နဲ့တော့ကြားလားသူ့ကိုနင်တက်လို့မရဘူးဒီနယ်ကမောင်းထုတ်လို့ပဲရမှာဒါပေမဲ့ကြီးကမ်းမကသူ့ရှုံးသွားရင်ဒီနယ်ကိုဘယ်တော့မှပြန်မလာတော့ဘူးဟဲ့တာတီထားတော့လေမိုးလင်းနေပြီဟဲ့အမေနိုးတော့မှပဲကျုပ်နိုးသွားတာကျုပ်ချက်ချင်းမဖဲဝါပေးတဲ့အိမ်မက်ကိုတတိယသွားပြီးအမေကိုလှမ်းမိလိုက်တယ်အမေလားွယ်ဖို့ဘယ်နေရက်လို့သေးတော့ဗျအောင်မဲတာတီနင်ကဘာများလုံးမလို့တော့ဟဲ့အိဆာရှိလို့ပါအမေရနောက်3ရက်လို့သေးတယ်ဟဲ့ကျုပ်အမေကိုဘာမှပြန်မပြောပဲမျက်နှာသွားတက်လိုက်တယ်တနေ့ကျုပ်မှအင်းနေရှာရဖះရှိကိုပတိစိတ်လောက်ရနဲ့အားကိုမအားပါဘူးဗျာဒီရက်အတွင်းကျုပ်ဝိုင်းပြင်ကိုလုံးဝမထွက်ဘူးဗျာအဘနဲ့အမေကကျုပ်လုံနေတာတွေကိုမတိမတာအကဲခတ်ပြီးကြည့်နေကြတယ်ဘာမှတော့မမေးဘူးကျုပ်ကအဖေရှင်တို့ဘိုးလူပေတို့ကိုတိုင်တယ်ပြီးအကြောင်းကြားလိုက်တယ်ဒီလိုနဲ့ကျုပ်ဆောင်နေတဲ့လားွယ်ညကိုရောက်လာတော့တာပေါ့ဗျာမဖဲဝါပြောတဲ့အတိုင်းည9နာရီတိတိမှာပဲကျုပ်ရွာအနောက်တကားကနေထွက်ပြီးညောင်ချက်ပင်ကြီးအောက်ကိုရောက်နေပြီဗျကျုပ်ရဲ့ဆေးတွေအင်းတွေထည့်ထားတဲ့ဆေးလွယ်အိတ်ကိုစလွယ်တိုင်းတွေထားလိုက်တယ်ကျုပ်သုံးမှုရွေးထားတဲ့အင်းတွေကတော့လွယ်ရဲ့ပြင်ကအိတ်ကတ်ထဲမှာအစီအစဉ်တိုင်းထပ်ထားပြီးသားဗျဟူးဟောနတ်ကြော်ကြီးလာပြီပြို့လားွယ်ညအမောင်တူကြီးတဲကပေါ်လာတဲ့နတ်ကြော်ကြီးရဲ့အော်တန်းဗျကျုပ်မျက်ကွင်းစေးကွင်းလာခဲ့တာလေဗျာနတ်ကြော်ကြီးကိုကျုပ်မြင်နိုင်တာပေါ့နတ်ကြော်ကြီးရဲ့အတန်ကတဖြည်းဖြည်းနီးလာပြီးနတ်ကြော်ကြီးကျုပ်စီကိုတန်းလာနေတာဗျနေတဲ့အကောင်ကြီးလားဗျတကယ်ကိုနံပါတ်တန်းလောက်ရှိတာဗျနတ်ကြော်ကြီးကကျုပ်ကိုသူ့အမေကြီးကိုလှုပ်ပြတယ်ကျုပ်ကခေါင်းချင်းပြပြီးညောင်ချက်ပင်အောက်ကထွက်လာလိုက်တယ်ကျုပ်လည်းထွက်လာလိုက်ရောနတ်ကြော်ကခြာကနေလှဲ့အောင်အလဲယိုးမဘက်ကိုဥတီပြီးသွားရောဗျကျုပ်လည်းနတ်ကြော်ကြီးနောက်ကနေခတ်တုတ်လိုက်ရတာပေါ့ဗျမဖဲဝါရဲ့ခွေးကြီးကရှေ့ကသွားကျုပ်ကနောက်ကလိုက်နဲ့တောင်ကြီးကိုရောက်လာခဲ့တယ်လားရောင်မရှိပေမဲ့ကြဲရောင်လေးတွေရှိလို့တော်သေးတာပေါ့ဗျာနတ်ကြော်ခေါ်တဲ့လမ်းအတိုင်းကျုပ်တောင်ပေါ်ကိုတက်ခဲ့တယ်ကျုပ်စိတ်ထင်ည7 နာရီလောက်ရှိတော့နတ်ကြော်ကရှေ့ကိုဆက်မသွားတော့ပဲရက်ချလိုက်ရောဗျပြီးတော့ချုံမုတ်တွေတဲကိုတိုးဝင်ခိုင်းနေသူကရှေ့ကတိုးသွားတော့ကျုပ်ကနောက်ကလိုက်ရတာပေါ့ဗျာဒါပေမဲ့အတန်မမြည်အောင်ကျုပ်ကတတိထားပြီးတိုးရတာပေါ့ချုံမုတ်ကြီးတွေကိုတိုးပြီးဟိုဘက်ကိုထွက်လိုက်တော့ဟာတွေ့ပြီဗျို့တွေ့ပြီကြီးကမ်းမနေတဲ့ဂူပေါက်ကြီးဗျဂူဝကိုချုံမုတ်ကြီးတွေပိတ်နေတာကိုဂူထဲမှာမီးလင်းနေတယ်ဗျကျုပ်အပေါက်ဝကိုတေချာကြည့်လိုက်တော့နေရံမှာကြောက်ဖျောင်းနိုင်နေထွန်းထားတာပြီးတော့ဂူအလဲမှာမီးဖို့ကြီးတဖို့နဲ့ကြောက်အိုးကြီးတစ်လုံးတည်ထားတာကိုတွေ့တယ်ဒါဆုံးမကြီးဆေးကြိုတဲ့နေရာပဲဖြစ်မယ်ဗျကျုပ်ဆုံးမကြီးကိုလိုက်ကြည့်လိုက်တော့မတွေ့ဘူး
ဂူတဲကကြောက်ပန်းဆွဲကြီးနားမှာနားနေတဲ့လရကြီးနှစ်ကောင်ကိုကျုပ်တွေးလိုက်တယ်။တစ်ကောင်ကလရထိတ်နေကြီးနောက်တစ်ကောင်ကလရကြောပြူကြီးဗျ။ဘာလေးချစ်ခိုင်ပြောတဲ့လရကြောပြူဆိုတာဒီကောင်ကြီးပဲဖြစ်ရမယ်။ဟောဂူတောင်းကမဲနဲ့ထွက်လာတာဘာကောင်ကြီးပါလဲ။ဟာမြောက်ဝင်ကြီးဗျ။နေတဲ့အကောင်ကြီးလားဗျ။ဟောမြောက်ဝင်ကြီးကဆေးကြိုထားတဲ့ကြောက်အိုးကြီးနားကိုရှောက်လာပြီးမီးဖို့တဲကိုထင်းချောင်းနေထဲလို့ဗျ။ဟောခါးကြီးကိုကင်ပြီးတဖူးဖူးနဲ့မီးတောင်မှုန့်နေလိုက်သေးရောဗျာမီးဖို့ကမီးတောက်သွားတာနဲ့မြောက်ဝင်ကြီးကကုန်းနဲ့ဂူတောင်းကအမောင်ထဲကိုဝင်သွားတယ်ဒီတော့မှကျုပ်လဲဂူထဲကိုတတိထားပြီးဝင်ခဲ့လိုက်တယ်နတ်ကျော်ကကျုပ်နောက်ကခက်လန်းမှာပါလာတယ်ဗျာဟာကျုပ်ကိုမြင်သွားပြီဗျာတရားထိတ်နေကြီးကအိတ်နေတာမှမဟုတ်တာကင်းဆောင်နေတာဗျာဒီကောင်ကြီးကျုပ်ကိုမြင်သွားပြီဟောတရားကြောပြူကြီးလဲကျုပ်ကိုမြင်သွားပြီးအော်တော့တာပဲဟဲ့ထိတ်နေနဲ့ထိတ်ဖြူဘာတွေဖြစ်နေကြတာတော့ဟာဒါကြီးကမ်းမကြီးရဲ့အတန်းဗျစောကမျက်ဝင်ကြီးဝင်သွားတဲ့မှောင်ရိပ်ထဲကနေထွက်လာတာခါးကြီးကတဆစ်ချိုးကုန်ပြီးခေါင်းမှလည်းပဝါနေနေကြီးတစ်ထည်ကိုခေါင်းပေါင်းထားတယ်နှာခေါင်းကရှည်ချွန်ကြီးလက်ထဲမှာကင်ထားတဲ့တောင်မွေးကိုတတောက်နဲ့ထောက်ပြီးခါးကြီးကုန်းကြီးနဲ့အလင်းရအောက်ကိုထွက်လာပြီးခါးမှာဝတ်ထားတာထမိန်မဟုတ်ဘူးဗျဘောင်းမီပဝါကြီးဝတ်ထားတာစုံမကြီးရဲ့ပုံစံကနှာခေါင်းချွန်ကြီးနဲ့မဲကုန်းကြီးဆိုတော့ကြီးကန်းကြီးလမ်းလျှောက်နေတယ်လို့ပါပဲဗျာတရားကြီးနှစ်ကောင်ကလည်းမနာတန်းကိုအော်ဟစ်နေတာဗျဟဲ့ကောင်နှစ်ကောင်ဘာဖြစ်လို့တော့ငါမင်းနေတယ်လေဘာရန်သူဟုတ်လားဗမာတုံးရန်သူကြီးကမ်းမကြီးကလရာကြီးတွေပြောတဲ့စကားကိုနားလဲပုံပဲခါကြီးကုန်းကြီးနဲ့ဂူတဲကိုလိုက်ကြည့်တယ်ကျုပ်ကကြောက်တုံးကြီးနောက်မှာပုန်းနေတာဆိုတော့ကျုပ်ကိုရုတ်တရက်မမြင်ဘူးနဲ့တူတယ်ကျုပ်ကပုန်းနေတဲ့ကြောက်တုံးကြီးနောက်ကနေထွက်လိုက်တယ်ဒီတော့မှကြီးကမ်းမကြီးကကျုပ်ကိုမြင်သွားပြီးသူ့လက်ထဲကတောင်မွေးကိုစောင်းလိုက်ပြီးဟဲ့နင်းဘသူတုံးကျုပ်ကတာတီပါဘာတာတီဟုတ်လားငါနေတဲ့နေရာကိုဘာလာလောက်တာတုံးမိမကြီးကဗမာမဟုတ်ဘူးလို့ထင်ရပေမဲ့ဗမာစကားကိုကောင်းကောင်းပြောတတ်တာပဲဗျကျုပ်ခွေးပြောက်သွားလို့လိုက်ရှာရင်းနဲ့တောထဲမှာမျက်စိလဲသွားလို့ပါဗျနင့်ခွေးဟုတ်လားနင့်ခွေးကိုစာလောင်နေတဲ့ငါကြီးကန်းတွေကစားပစ်လိုက်ပြီးနေမှာပေါ့ကောင်းလေးအခုငါကြီးကန်းတွေကနင့်ခွေးကိုတင်မဟုတ်ဘူးနင့်ကိုပါစားပစ်ကြတော့မယ်တိလားတာတီကျုပ်ကိုခမည်းကြီးကန်းတွေကစားမယ်ဟုတ်လားစားကြည့်လေတာတီအကြောင်းကိုသိသွားမှာပေါ့ဗျအောင်မစောင့်ကြွားနဲ့မလောက်လေးမလောက်စားကောင်းကများဟဲ့ထိတ်နေနဲ့ကြောပြူဒီကောင်ကိုတက်ပြီးစားလိုက်ကြစမ်းတရားကြီးနှစ်ကောင်ကအတောင်ပန်ကြီးတွေတဖြန်းဖြန်းခတ်ရင်းနဲ့ကျုပ်ရှိတက်ကနေပြန်ပြီးဝင်လာတာဖြူကျုပ်လဲလက်ထဲမှာအသင့်ကင်ထားတဲ့အင်းချက်နဲ့ပြစ်လိုက်တယ်ကျုပ်ပြစ်လိုက်တဲ့အင်းကဂလုံးဆက်အင်းဗျတရားလောက်ကတော့ဘဲမှုမတုံးဗျကျုပ်ပြစ်လိုက်တဲ့အင်းကြောင့်တရားကြီးနှစ်ကောင်မိတွေထားတောက်ပြီးဂူချမ်းမြေမော်ကိုထိုးကျသွားရောဗျဒီတော့မှကြီးကမ်းမကြီးကကျုပ်ကိုမျက်လုံးပြူးကြီးနဲ့ကြည့်ပြီးအော်နင်ကဆရာကိုငါတက်မှာဒီလောက်ငယ်တဲ့ဆရာကိုမတွေ့ဘူးသေးတာကဲနင်းကငါမတက်ခင်ဒီကူတဲကနေထွက်သွားပြီတော့ကျုပ်ဒီကူတဲကထွက်သွားဖို့လာခဲ့တာမဟုတ်ဘူးခမ ्या ကိုဒီဒေသကမောင်းထုတ်ဖို့လာခဲ့တာကြီးကမ်းမကြီးရဲ့အောင်မနင်ကငါနာမည်ကိုတောင်သိနေတာကိုနင်ကပေါ်သေးသေးကောင်တော့မဟုတ်ဘူးပဲဟုတ်တယ်ကျုပ်ကခမ ्या ကိုကြံတော်တင်ချိုင်းထဲကမောင်းထုတ်ပစ်ခဲ့တဲ့မဖဲဝါရဲ့မိတ်ဆွေပဲဘာနင်ကဟိုတရေမရဲ့မိတ်ဆွေဟုတ်လားဒါဆိုရင်ဟန်ကြလိုက်တာနင်းကိုတစက်ကန်လုပ်ပြီးဟိုတရေမကိုလက်စားချေရမယ်ကဲနင်းဟာမှာတရေမကိုခေါ်လိုက်စမ်းမခေါ်ပေးနိုင်ရင်တော့နင်းတေဖို့တာပြင်ထားဆရာပေါက်စနကောင်းစုပ်ကလေးဟာငါ့ကိုခေါ်စရာမလိုဘူးငါဒီမှာရောက်နေပြီးသားဟဲ့ကြီးကမ်းမရဲ့ဟာမဖဲဝါရောက်လာပြီပြို့နတ်ကျော်ကြီးကလည်းဥပြီးဂူချမ်းပြင်ကိုလက်သေးနဲ့ကုတ်လို့ဗျဒီတုန်းမှကျုပ်ကမဖဲဝါကိုကြည့်လိုက်တယ်မဖဲဝါကကျုပ်ကိုမျက်နှာရိပ်မျက်နှာကယ်ပြတယ်ဗျကျုပ်သိတာဗောကျုပ်ကိုအင်းပစ်ခိုင်းနေတာလေကြီးကမ်းမကိုမဖဲဝါကဒီတိုင်းရင်ဆိုင်လို့ကတော့ဘဲရမတုံးကျုပ်ဆိုတဲ့ကောင်ကလည်းအစင်သင့်ပြင်ပြီးသားပါဗျာစောကအင်းတစ်ချက်ကိုပြစ်ပြီးကြတဲ့ကလက်ထဲမှာနောက်ထပ်အင်းတစ်ချက်ကိုစုပ်ကင်ပြီးသားဒီတစ်ခါကျုပ်ပြစ်မှာကမော်ဆက်ရောင်အင်းဗျစုံးနေနဲ့ဆက်မျိုးစုံကိုဖျက်မဲ့အင်းကျုပ်နောက်ကိုခြေလန်းကိုမတိမတာဆုပ်လိုက်ပြီးကြီးကမ်းမကြီးရဲ့တက်တက်ကိုအင်းပစ်သွင်းလိုက်တယ်ကဲအဲ့ဒါမော်ဆက်ရောင်အင်းဟဲ့ခံနိုင်ရင်ခံပြီးတော့ဝုံဟာဝုံကနေမြည်ပြီးဝင်းကနေလက်သွားတယ်ပြီးတော့မိခိုးတွေမှောင်သွားတယ်အခိုးတွေပြေသွားတော့ဂူချမ်းပြင်မှာဒူထောက်လျက်ကြီးကျနေတဲ့စုံမကြီးကိုမြင်လိုက်ရတယ်ဟောခုံမီမဖဲဝါခုံဝင်သွားပြီပြို့မဖဲဝါရဲ့လက်ဝါးကြီးကလေထဲကိုမြောက်သွားပြီးစုံမကြီးရဲ့ကြောကုန်းကိုဇရက်ရိုက်ချလိုက်တယ်ဟောကြီးကမ်းမကြီးသွေးတွေအမ်ပြီးပြို့ဟောထပြီးကြီးကမ်းမကြီးတရင်တရိုင်နဲ့ထပြီးကြောက်ပန်းဆွဲတစ်ခုပေါ်မှာတင်ထားတဲ့အဝတ်မဲကြီးတစ်ခုကိုယူလိုက်တယ်ပြီးတော့အဝတ်မဲကြီးကိုသူ့ကိုယ်ပေါ်ခြုံလိုက်ပြီးနင့်ကိုငါကရှော့တက်လိုက်မိတာငါအမားပဲ
နင့်မှာဒီလောက်အစွမ်းထက်တဲ့အိမ်တွေရှိနေလိမ့်မယ်လို့မထင်မိတာငါအမားပဲစကားလဲစုံရောကြီးကန်းမကြီးကကြီးကန်းကြီးဖြစ်သွားရောပြုတ်ဟာနတ်ကြော်ကြီးပြေးဝင်သွားပြီးကြီးကန်းမကြီးကအပေါ်ကိုပြန်တက်ပြီးကြောက်ပန်းဆွဲကြီးတစ်ခုမှနားနေတယ်နတ်ကြော်ကြီးကအောက်ကနေမောကြည့်ပြီးဒေါသတကြီးနဲ့ကိုဟောင်ရောကြီးကန်းကြီးကမျက်လုံးပြူးပြူးကြီးနဲ့ဟိုကြည့်တီကြီးလှုပ်တယ်ပြီးတော့ဂူပေါဝကိုတရှိန်ထိုးပြန်တက်သွားရောပြုတ်မဖဲဝါမှာထားတဲ့အတိုင်းဘာမှမလုပ်ဘဲနဲ့ဒီတိုင်းကြည့်နေလိုက်တယ်နတ်ကြော်ကြီးကတော့ဂူပေါဝထိကိုလိုက်ပြီးဟောင်နေတာဗျဟာဘာတန်နေပါလဲကျုပ်ဂူပေါဝကိုထွက်ပြီးကြည့်လိုက်တယ်ဟာကြီးကန်းနေပြို့အကောင်2000လောက်တောင်ရှိမလားမသိပါဘူးဗျာကြီးကန်းမကြီးပြန်သွားတဲ့နောက်ကိုစုပ်ပြုံပြီးပြန်လိုက်သွားတာဗျကျုပ်ကမီးဘူးပေါ်ကကြောက်အိုးကြီးကိုခြေထောက်နဲ့ကန်ပြီးတွန်းလဲလိုက်တယ်ကြောက်အိုးကြီးကဖိုခနောက်ပေါ်ကနေပြုတ်ကျပြီးကွဲသွားတယ်အထဲကအရေးပူတွေကဂူတောင်းကမှောင်ရိပ်ထဲကိုစီးသွားတယ်ဗျစောစောကမြောက်ဝင်ကြီးဝင်သွားတဲ့ဘက်လေဗျာဟာအော်တန်ကြီးဗျာမချိမဆန်အော်တဲ့အတန်ကြီးဗျာဒါစောစောကမြောက်ဝင်ကြီးအော်တဲ့အတန်လေဗျာဘလို့အစွမ်းနေရှိလဲတော့ကျုပ်မသိဘူးမြောက်ဝင်ကြီးအော်တန်ကတဖြည်းဖြည်းတိမ်ဝင်ပြီးနောက်ဆုံးမှငြိမ်သွားရောကျုပ်ကူအပြင်ကိုပြေးထွက်ပြီးခြုံပုတ်ကြီးတဲကိုတိုးဝင်လိုက်တယ်ခြုံပုတ်ကြီးဟိုဘက်ကိုထွက်လိုက်တော့ဟာနတ်ကြော်ကြီးဗျဒီကောင်ကျုပ်ကိုစောင့်နေတာအဲ့ဒီညကနတ်ကြော်ကြီးကကျုပ်ကိုရွာနာထိပြန်ဖို့လေရဲ့ကျုပ်လဲအိမ်ကိုပြန်ရောက်ရောဆရာတော်ကျောင်းက3ပေါင်းတောင်ခောက်နေပြီပြို့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်နေ့ဒီမှာလည်းနောက်ထပ်ဗီဒီယိုတွေကိုသင်ပေးသွားအောင်မှာမို့လို့ဆက်လက်ဆောင်မြော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ